မင်္ဂလာပါကျွန်တော်ကတော့ Edison Newman ပါထာဝရအမှုတော်မြတ်မှာပါဝင်စက္ကန့်စေခံနေသူတယောက်ဖြစ်ပါတယ်ထာဝရဘုရားကြီးရဲ့နှုတ်ကပတ်တော်ဖွင့်ဆိုချက်တွေကိုအလင်းသင့်တယ်လို့ဝေမျှပေးနေပါတယ်ဂျာနာကြည့်ရှုသူအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်နှစ်ထောင်ကြည်နာဝိညာဉ်အတွက်ခွန်အားရတယ်ဆိုရင်ဒီဗီဒီယိုလေးကိုလက်မလေးထောင်ပြီး like လုပ်ပေးဖို့ဒီ channel လေးကိုလည်း subscribe လုပ်ပေးဖို့ဆွေမျိုးမိတ်ဆွေတွေကိုလည်းတစ်ဆင့် share လုပ်ဝေမျှပေးရင်အမှုတော်မြတ်မှာအတူလက်တွဲပါဝင်နိုင်ဖို့မေတ္တာနဲ့ဖိတ်ခေါ်ချင်ပါတယ်ကဲအခုပဲအစီအစဉ်ကိုစလိုက်ကြရအောင်ဒီကနေ့နှုတ်ကပတ်တော်ဝေမျှချက်အတွက်ကျွန်တော်ယူဆောင်လာတဲ့အဓိကအချက်ခေါင်းစဉ်ကတော့အကျွမ်းမဲ့အနှံ့ခြင်းအပိုင်းနှစ် Absolute Submission Part 2ဖြစ်ပါတယ်နောက်ဆုံးကြရင်ထာဝရဘုရားကြီးရဲ့လက်တော်တွေကိုလူတိုင်းအကျွမ်းမဲ့ပုံအနှံ့လိုက်ရမှာပါပဲဒါပေမဲ့အဲ့ဒီအချိန်ထိစောင့်မယ်ဆိုရင်သိနောက်ကျသွားပါလိမ့်မယ်အဲ့ဒီလိုအချိန်နှောင်းနောက်ကျသွားတဲ့အကျွမ်းမဲ့ပုံအနှံ့ခြင်းဆိုတာအသစ်ရှိနေတဲ့အကြောင်းပြီးခဲ့တဲ့ပထမပိုင်းမှာတမန်ကျမ်းချက်တွေနှုတ်ကပတ်တော်ချက်တွေနဲ့အညီကျွန်တော်တို့ဆင်ခြင်ခွန်အားယူခဲ့ကြပါတယ်တစ်ဖက်မှာတော့အချိန်မနှောင်းနောက်မကျသေးတဲ့အချိန်မီအကျွမ်းမဲ့ပုံအနှံ့ခွင့်ဆိုတာကိုလေထာဝရဘုရားခင်ကလူတိုင်းအတွက်ယာယီလောကအသက်တာမှာအသက်ရှင်သန်ခဲ့ခြင်းတောက်လျှောက်အခွင့်ပေးတော်မူခဲ့ပြီးသားလို့အဲ့ဒီတုန်းကမိတ်ဆက်ဖော်ပြပေးခဲ့ပါတယ်အခုဒီဒုတိယပိုင်းမှာတော့အဲ့ဒီအချိန်မနှောင်းနောက်မကျသေးတဲ့အကျွမ်းမဲ့ပုံအနှံ့ခြင်းအကြောင်းကိုဆက်သွားကြမှာဖြစ်ပါတယ်အကျွမ်းမဲ့ပုံအနှံ့ခြင်းဆိုတာစစ်မှန်တဲ့ဝတ်ပြုကိုးကွယ်ခြင်းအတွက်အင်မတန်မှအဓိကကြအရေးကြီးတဲ့ကြောရိုးတိုင်ဖြစ်တယ်ဒါတည်းမကပါဘူးအကျွမ်းမဲ့ပုံအနှံ့ခြင်းဆိုတာစစ်မှန်တဲ့ဝတ်ပြုကိုးကွယ်ခြင်းလည်းဖြစ်နေပါတယ်တမန်ကျမ်းချက်တစ်ချက်နဲ့အစပြုခြင်းပါတယ်ယေဇကျေလအနာဂတိကျမ်းအခန်းကြီး23အပိုက်ငယ်4အမကအဟောလညီမကအဟောလိဘအမည်ရှိ၏ထိုသူနှစ်ယောက်တို့သည်ငါ၏ခင်မွန်းဖြစ်၍သားသမီးတို့ကိုဖွားမြင်ကြ၏အဟောလအမည်သည်ရှမာရိဟူ၍၎င်းအဟောလိဘအမည်သည်ယေရုရှလင်ဟူ၍၎င်းဆိုလိုသည်ဒီသမာကျမ်းချက်မှာထူးခြားတဲ့နာမည်နှစ်ခုကိုတွေ့ရပါတယ်မြန်မာလိုစလုံးပေါင်းအတန်ထွက်တော့အဟောလနဲ့အဟောလိဘဒါပေမဲ့တကယ်အတန်ထွက်အမှန်ကအဟောလနဲ့အဟောလိဘဖြစ်ပါတယ်အဲ့ဒီအဟောလနဲ့အဟောလိဘတို့ဟာထာဝရဘုရားခင်ရဲ့ခင်ပွန်းဇနီးမယားတွေဖြစ်ကြပြီးသားသမီးတွေကိုဖွားမြင်ကြတယ်လို့ဖော်ပြထားပါတယ်တကယ်တော့ရှမာရိမြို့ကိုဆိုလိုတယ်လို့ဖော်ပြထားတဲ့အဟောလဆိုတာကထာဝရဘုရားခင်ကိုတစ္ဆာဖောက်စွန့်ပယ်ချန်ထားခဲ့ပြီးအခြားတစ်ပါးသောဘုရားနောက်လိုက်ပါစီကရုပ်တုစင်းတို့ကိုပြုတ်ဝကိုးကွယ်မှားယွင်းတဲ့ဣသရေလအမျိုးကိုရည်ညွှန်းထားတာဖြစ်ပါတယ်ဒီအတိုင်းမှာပဲယေရုရှလင်မြို့ကိုဆိုလိုတယ်လို့ဖော်ပြထားတဲ့အဟောလိဘဆိုတာကလည်းထာဝရဘုရားခင်ကိုတစ္ဆာဖောက်စွန့်ပယ်ချန်ထားခဲ့ပြီးအခြားတစ်ပါးသောဘုရားနဲ့ရုပ်တုစင်းတို့နောက်လိုက်ပါစီကပြုတ်ဝကိုးကွယ်မှားယွင်းတဲ့ယူဒအမျိုးကိုရည်ညွှန်းထားတာဖြစ်ပါတယ်ဒီသမာကျမ်းချက်ကဥပမာတစ်ချက်အနေနဲ့ကျွန်တော်ဆွဲထုတ်ဖော်ပြပေးထားတာပါဓမ္မဟောင်းကာလအနာဂတ်ကျမ်းတွေမှာထာဝရဘုရားခင်နဲ့ဣသရေလလူတို့ထာဝရဘုရားခင်နဲ့ယူဒလူဒီလိုထာဝရဘုရားခင်နဲ့လူတွေဆက်သွယ်မိသားအပြုပြီးဝတ်ပြုကိုးကွယ်တာကိုလင်းနဲ့မရပေါင်းဖော်တာနဲ့ဥပမာပေးပုံခိုင်းနှိုင်းရှင်ပြီးထာ
Tara Piakin Kurodai Prophet Digani to sit Prophet's Garima Popia Tarom Kera a change to Yabare Ishaya Nagati Chankani Naze Lee Jeremy Nagadi Chankani Do Yezajila Nagadi Chankani Setchao Hoshi Nagadi Chankani Nidomale Dilo Aladu Popia Jetbigu Do me Naibare Tara Piakinga Lugo Chitombi Koega Sangsha Joy Mui Pusu Lo Adamia Peace on Taupa Jesu Goni Minglarine Yipadom Dago Zanimaya Aboma Chicken Jena Yuyade Lin Yao Jagong De Yao Lu Lubeka Le Tara Piatkin Garo Nugabato Ameno Ludo Pinya Domuche Danian Diaro Nakan Jinsong the Shibi Tara Piakingo Mamman Ganga Whoopy go with it car Lin Yao Jago Chite Lin Yao Jaboma this are she did a gentle land piece on there a poor tight Maimia Dambo she did Sanimia Gon Yetanalu Dabi me Tara Piakingo Manaka Pinya Dogo Chopo a Charbalo Piana you to sinu no light bar seeker Piawu go with Dore Camaro Lin Yao Jaboma this are machine Popiane Myama Tare Petersa Mugu Bude a Jinsarita Pipiare Maimayu Damu made it so done it Zanimia Su Zanimia Mailu Popia Taragu Tuyabare Lemaya Suda Pedunga Sabi Shila Kerale Kabaukala Tara Piakinga Lugo Pansenom Kere Ka Luyakja Adam Ayin Uzo Pansenom Kebade Bima a top mark Subi Luyakja Adam yet Nan Yoga need to say Lumema Iwago Pansenom Kebade Eddie Lu Pansen Pira Neve Luyakja Adam net Lumema Iwago Lemaya Api Pom Pesido Mukebade Kabaujan Kani Nick a bang it Naseline Nasengama To a John Jow Yau Jadi Go Mibago Sunny Go Kim all night me weather him To do Rodi the thought goody Pialimi To do Lemiarodi a woman who penny Shet Jow Chinny Kinto Jailu Popia Tarabu Do Yabade Dajo Lemaya Sura A tui a tha a pai and sa chin pitchare, Lu Yau Jane, Lu Maima. A tui tha pit, the thare the good pian bounce at bompete, Pisum chin, Pipare. Eddie Lu Lemea Anine, Sheila kept beating Noma. Yanu Saramana ye Piayon tuis on Mujao. Patama, Maya pide, Lu Maima, Iwaga Sabi. Lemea Neam Sloma. A pitia when I get it. Eddie Lune, Ede Uyedema, Mane then order, a pit thin kejare, Lemia, Neosalomu. Ede Uyen Tegani, Mane took it, Chingli. Gavaujan can you don't bang it, set up ma. Maima gule, day night go on sound chin with the nago, not alone, Miabia see me. Be manswa with the na can you, da poya me. Kemon e a lulu lay, do e oxu chingo, won't kayami look, Tara Piakinga, may not look about it. Di Nogabado Gemma Kemon e a lulu lay, do e oxu chingo, won't kayami sudaga. Absolute submission. Go, a dream met bone at Anna Jimmy Pipare. Tara Piakin Guru Danka Ubama be Bonkai Naishe Pobiado Yala all Lenemea Payane Luma Do need it Fenno Jetigu Do me abore But a man the checker Lenemea ma
မယားဖြစ်တဲ့လူမိန်းမအေးဝါကိုလင်ဖြစ်တဲ့လူယောက်ျားအာဒံရဲ့နံရိုးကနေတစ်စစ်ဖန်ဆင်းတော်မူခဲ့တဲ့အတွက်မယားဖြစ်တဲ့လူမိန်းမအေးဝါဟာလင်ဖြစ်တဲ့လူယောက်ျားအာဒံရဲ့အသွေးအသားအပိုင်းအစတစိတ်တစ်ပိုင်းဖြစ်တယ်ဆိုတာကိုတွေ့မြင်ရပါတယ်ဒီအတိုင်းပါပဲဖယားနဲ့လူမှာလဲလူကိုဖန်ဆင်းတော်မူခဲ့တဲ့အခါအသက်ရှင်စေနိုင်အောင်ထာဝရဘုရားခင်ကသူ့ရဲ့ဝိညာဉ်တစကိုမှုတ်သွင်းထည့်ပေးတော်မူခဲ့တဲ့အတွက်ဖန်ဆင်းကံလူဟာဖန်ဆင်းရှင်ထာဝရဘုရားခင်ရဲ့ဝိညာဉ်အပိုင်းအစတစိတ်တစ်ပိုင်းဖြစ်တယ်ဆိုတာကိုတွေ့မြင်ရပါတယ်ဒုတိယတစ်ချက်ကလင်နဲ့မယားမှာမူလအစဖန်ဆင်းတော်မူခဲ့တဲ့လူယောက်ျားအာဒံနဲ့အဲ့ဒီလူယောက်ျားအာဒံရဲ့နံရိုးကမှတဆင့်ထပ်ဖန်ဆင်းတော်မူခဲ့တဲ့လူမိန်းမအေဝါဒီလိုအသွေးအသားအပိုင်းအစချင်းဖြစ်တဲ့လူယောက်ျားအာဒံနဲ့လူမိန်းမအေဝါဟာအသွေးအသားအဖြစ်တသားတဲ့ကူတဲ့ပြန်ပေါင်းဆက်ပေါင်းဖက်ပြီးလင်မယားဆိုတဲ့ပြည့်စုံခြင်းကိုဖြစ်စီတယ်ဆိုတာကိုတွေ့ရပါတယ်ဒီအတိုင်းပါပဲဖယားနဲ့လူမှာလဲနံဝိညာဉ်ဖြစ်တော်မူတဲ့ထာဝရဘုရားခင်နဲ့ထာဝရဘုရားခင်ရဲ့ဝိညာဉ်အပိုင်းအစတစိတ်တစ်ပိုင်းဖြစ်တဲ့လူဟာဝိညာဉ်အားဖြင့်တသားတကူတည်းဆက်သွယ်မိတ္တာယပြုပြီးဝတ်ပြုကိုးကွယ်ခြင်းဆိုတဲ့ပြည့်စုံခြင်းကိုဖြစ်စီတယ်ဆိုတာကိုတွေ့မြင်ရပါတယ်ဒါကြောင့်သခင်ရှုခရစ်တော်ကရှင်ယောဟန်ခရစ်ဝင်ခန်းကြီး4အပိုက်ငယ်24မှာဖယားသခင်သည်နံဝိညာဉ်ဖြစ်တော်မူ၏ဖယားသခင်ကိုကိုးကွယ်တော်သူတို့သည်နံဝိညာဉ်နှင့်၎င်းတစ္ဆာနှင့်၎င်း with spirit and with truth ကိုးကွယ်ရပြီလို့သုံးသင်ချက်နှုတ်ကပတ်တော်ရှိခဲ့ပါတယ်ဝတ်ပြုကိုးကွယ်ခြင်းဆိုတာထာဝရဘုရားသခင်နဲ့လူဝိညာဉ်အားဖြင့်တသားတကူရဲ့ဆက်သွယ်မိတ္တဟာယပြုတဲ့ပြည့်စုံခြင်းဖြစ်ပါတယ်တတိယတစ်ချက်ကလင်းနဲ့မယားမှာအားနည်းတဲ့မယားဖြစ်တဲ့လူမိန်းမအေဝါကရန်သူစာရမဏရဲ့လိန်ညာလှဲ့စားဖျားယောင်းသွေးဆောင်မှုကိုယုံစားမိပြီးထာဝရဘုရားခင်ကိုမနာခံအပြစ်လုပ်ခဲ့မိလို့သေချင်းတရားဘက်ကိုခြေကျုံကျသွားခဲ့တဲ့အခြေအနေမှာအပြစ်မသိသေးတဲ့လင်ယောက်ျားအာဒံကညင်းပယ်ရှောင်ကျင်ပြီးကိုလွတ်ယုံလို့ရပြီမဲ့မယားဖြစ်တဲ့လူမိန်းမအေဝါကိုချစ်တဲ့ချစ်ချင်းမြတ်တော်ကြောင့်အေဝါနဲ့အတူလိုက်တည်ဖို့ရွေးချယ်ခဲ့တယ်လို့တချို့ကအဆိုပြုကြပါတယ်အဲ့ဒီအဆိုကိုပံ့ပိုးထောက်ခံပေးရကြတဲ့ဆက်သွယ်ယူနိုင်ကြသမာကျမ်းဖော်ပြချက်တွေကိုလည်းဖော်ပြပေးကြပါတယ်ဒါပေမဲ့ဒီအဆိုမှန်တယ်ဖြစ်စေမှားတယ်ဖြစ်စေဘယ်လိုပဲဖြစ်ဖြစ်လင်ဖြစ်တဲ့လူယောက်ျားအာဒံကမယားဖြစ်တဲ့လူမိန်းမအေဝါကိုအမှန်တကယ်ပဲချစ်ခဲ့တယ်ဆိုတာကိုတော့ဘယ်သူမှအငြင်းပွားလို့မရပါဘူးဒီအတိုင်းပါပဲဖယားနဲ့လူမှလည်းလူကထာဝရဘုရားခင်ကိုမနာခံဆန့်ကျင်ပုန်ကန်ရန်သူစာရမဏနောက်ကိုမှလိုက်ပါခဲ့မိပြီးအပြစ်ကျူးလွန်ခဲ့ကြလို့သေချင်းတရားလက်အောက်ကြားရောက်သွားခဲ့ရတဲ့အခြေအနေမှာခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်သုံးပါးတစုထာဝရဘုရားသခင်ကမသိကြိုးကျင်ဥပက္ခပြုလှစ်လျူရှုလို့ရပြီမဲ့လူတွေကိုချစ်တော်မူတဲ့ချစ်ချင်းမေတ္တာတော်ကြောင့်သူ့အထက်ကသားတော်ဘုရားသခင်ရှုခရစ်တော်ကိုစီလို့လူတွေရဲ့အပြစ်အတွက်အဖို့အခါကိုယ်တိုင်ခံယူအသက်တော်စွန့်ကိုယ်စားအသေးခံတော်မူခဲ့တယ်ဒီအချက်မှာချွင်းချက်တွေတော့ရှိနေပါတယ်လူယောက်ျားအာဒံရဲ့ရွေးချယ်ခြင်းက
Tara Piatkingo, Manakan Chin Pity. Pido, Iwagule, at that the chinga lumia, Maketi and cable. Pido, Eddie Miejida Patama, Adan Job. Luda music, dog shop. A pity added the chindia, when la kebade. The Pemaro, Daro Piatkin should critoye, you chinga. Cambiro Pia, Tara Piatkingo, Nakan Chin Pity. Pido Ludego at that the chingani, get in and get it. Pido Eddie gong in the not so Adam Pity, Daro Piatkin should crito job. Yonji do the Tara the shin quinsude, get in Chintiago, PP of the kebade. Dabime any matuni chin jet de go, pedalai be, a good popia chin do ni jecado. Lena Mayama, Limpid, Luyoja Aranga. Do a thought a tha. A twee at that, the say the vine pit, Mayapid, Lumema, Iwago. A manage chicken. Di Daimabe, Payane Luma le, Tara Piatkinga, do winning tega, winning. Winning the say the vine pit, Lurigo. The body of Tharo. So no mu get it. Chidomure Sudamu. Do me yamade. Sadota cheka. Lena Mayama. Mayapite Lumema Iwaga. Len pite Luyoja Araye Alugu. Layame. Osu Chingo. Wonkayame. Soluraga. Absolute submission lowabe. Go a dreamer po anayame look. Tara Piatkin Guru die. May no mukebare. Di Nogabado Cheha. Mayapide Lumema Iwama. A mere and sweka Jayinikere. Tara Piatki. Jano Muche. Curse. Pitalu. Mayapide Lumema Iwa Adwe. Nakan Laishawame. Tara Piatki. Pinya Domuche. A maino. Command le Pitalu. Mayapit Lumema Iwa Dwe. Loya Shalomia, Maloma Pit, Loco Loame, Mayawo Tara Piatki, down Woodia and Nino Muche, duty and responsibility le Pipare. Di Daimabe, Payane Luma le, Luga, Tara Piatki, a Lurogu, Sambo. O Sura Muchingo, Wonkambo. Soluraga, Tara Piaki and Ledo de absolute submission, Gugu a dream met bo anambo. Tara Piakinga, a Luro Shido Mude Suda. The Marjans Tolo, a Saga a so, Nogabado Jedi, Pinyado Mujedigo, a changing tata, do me about it. The Madikalabe, the king should critoga. Getting check Mudogo, BPs of the Pedia Camaro. The king should critogo, Yonji do the alone, power and pomper disodade, a thin door suda, Bobo Lavade. Lena Mayama, a three at the neck, send to a patanibo. Tara Piatkin and Luma, winning it, set no a patanibo. A ladu babe, the king should credit on it, then on ma, send no but the neighbor valley, imatama, nene dipe, shini valley. Mula, na winnie, chitomude, Tara Piatkin. Tara Piatkin, winning the say divine pity, Lu. Eddie Nepema, Luga, Tara Piatkin, a luro womasau, O Sora Muchingo Monka, Gogo a dreamer Bo Anna, Sanjin Bongambi, Yandu Saramana Nagu Ma, Lightbar Camilo, a pit de Asura will I be a pia car. Tara, the Chintea, Twin Tegu, Junja Vakea Chinima. Daropia, the king should critoga, a three, a thane, Lusa Digu, can you kepi? Luri Kame, a pia, Pientane Dan Jayarigu, a Taro Boma, Tika Naji, can you don't get it?
လူတွေရဲ့အပြစ်ကိုခြေဖြတ်ပေးဖို့ဖြေလွတ်ပေးဖို့ဆေးကြောတန့်စင်ပေးဖို့အသွေးတော်ကိုသုံးပြီးအဖိုးထိုက်တဲ့ပဋိညာဉ်တရားသစ်ကိုပေးတော်မူခဲ့တယ်အပြစ်ရဲ့အဖိုးအခသေခြင်းတရားအတွက်ကိုယ်တော်တိုင်အသက်တော်ကိုစွန့်ကိုယ်စားအသေးခံတော်မူခဲ့တယ်3 ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တော်မူခဲ့လို့ထာဝရအသက်ရှင်ခွင့်မျှော်လင့်ချက်ကိုပေးတော်မူခဲ့တယ်ဒီလိုနဲ့သခင်ယေရှုခရစ်တော်ကအသားတော်အသွေးတော်အသက်တော်နဲ့ပြန်ရွေးနှုတ်ကယ်တင်ခဲ့လို့သခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံသူတွေအတွက်ထာဝရအသက်ရှင်ခွင့်ဆိုတာကိုပြန်ရလာခဲ့တယ်အဲ့ဒီယုံကြည်သူတွေအားလုံးနဲ့ပါဝင်ပေါင်းဖွဲ့တည်ဆောက်ထားတဲ့အသင်းတော်ဆိုတာပေါ်ပေါက်လာခဲ့တယ်ဒီတော့အသင်းတော်ဆိုတာဟာခရစ်တော်အားဖြင့်မွေးဖွားလာတာရှင်သန်လာတာဖြစ်တယ်ဒီလိုနဲ့အသင်းတော်ဆိုတာသခင်ယေရှုခရစ်တော်နဲ့အသားတော်အသွေးတော်အသက်တော်အားဖြင့်ဆက်နွယ်ပတ်သက်နေတဲ့သခင်ယေရှုခရစ်တော်ရဲ့အစိတ်အပိုင်းတစ်စိတ်တစ်ပိုင်းဒါကြောင့်ဦးခေါင်းဖြစ်တဲ့သခင်ယေရှုခရစ်တော်ရဲ့ကိုယ်ခန္ဓာတော်ဖြစ်တယ်လို့တမန်တော်ရှင်ပေါလုရဲ့ဖော်ပြထားချက်ကတကယ်ပဲကျိုးအကြောင်းစီလျော်ညီညွတ်ခိုင်ခံ့ပြီးနဲ့နဲတဲ့အတိတ်ပဲရှိနေပါတယ်အဲ့ဒီသခင်ယေရှုခရစ်တော်နဲ့အသင်းတော်ကိုလေမင်္ဂလာဆောင်သူတို့သားနဲ့သူတို့သမီးလင်နဲ့မယားလို့ဥပမာပေးပုံခိုင်းနှိုင်းရှင်တုံသင်ချက်တွေကိုတွေ့မြင်နိုင်ပါတယ်ကိုရိန္သုဩဝါဒစာဒုတိယဆောင်ဧဖက်ဩဝါဒစာနဲ့ဗျာဒိတ်ကျမ်းတွေမှာရှာဖွေတွေ့မြင်နိုင်ပါတယ်ဧဖက်ဩဝါဒစာအခန်းကြီး9အပိုက်ငယ်24မှာတော့အသင်းတော်သည်ခရစ်တော်၏အုပ်စိုးတော်မူခြင်းကိုဝန်ခံတဲ့ကဲ့သို့မိန်းမတို့လည်းကိုခင်မုန်း၏အုပ်စိုးခြင်းကိုအရာရာ၌ဝန်ခံရကြမည်လို့တမန်တော်ရှင်ပေါလုရဲ့သွန်သင်ချက်ရှိခဲ့ပါတယ်ဒီသွန်သင်ချက်ကမယားဖြစ်တဲ့လူမိန်းမအတွက်ဆုံးမသွန်သင်ချက်မှန်မိမယ်ဒီသွန်သင်ချက်ထဲမှာခရစ်တော်နဲ့အသင်းတော်လင်နဲ့မယားတူညီတဲ့ဆက်နွယ်ချက်ကိုလည်းဖော်ပြပေးနေပါတယ်ခရစ်တော်နဲ့အသင်းတော်မှာအသင်းတော်ကခရစ်တော်ရဲ့အုပ်စိုးတော်မူခြင်းကိုဝန်ခံတာအကျွမ်းမဲ့ပုံအပ်နှံတာနဲ့လင်နဲ့မယားမှာဇနီးမယားကလင်ယောက်ျားရဲ့အုပ်စိုးခြင်းကိုဝန်ခံတာအကျွမ်းမဲ့ပုံအပ်နှံတာကိုဥပမာပေးပုံခိုင်းနှိုင်းရှင်ပေါ်ပြထားပါတယ်ဒီလိုနဲ့လင်နဲ့မယားမှာလည်းအကျွမ်းမဲ့ပုံအနှံခြင်းထာဝရဘုရားခင်နဲ့လူမှာလည်းအကျွမ်းမဲ့ပုံအနှံခြင်းသခင်ယေရှုခရစ်တော်နဲ့အသင်းတော်မှာလည်းအကျွမ်းမဲ့ပုံအနှံခြင်းအကျွမ်းမဲ့ပုံအနှံခြင်းဟာဒီလောက်တောင်မှပဲအရေးကြီးပါသလားအကျွမ်းမဲ့ပုံအနှံခြင်းမရှိရင်ဘာတွေဖြစ်လာမလဲဆိုတဲ့မိကုံးကဝင်လာပါတယ်လင်နဲ့မယားမှာမယားဖြစ်တဲ့လူမိန်းမကလင်ဖြစ်တဲ့လူယောက်ျားရဲ့အလိုနောက်မလိုက်ဘူးကိုအလိုတိုင်းလှုပ်ချင်အောင်လှုပ်ထင်အောင်ဆိုင်အသက်ရှင်တယ်အုပ်ဆိုးခြင်းကိုမဝန်ခံဘူးမနာခံဘူးဆန့်ကျင်ပုံကအပြစ်လုပ်မယ်ဒီလိုကိုအကျွမ်းမဲ့မပုံမအနှံပဲဂန်လက်လုံနေရင်အသွေးသားထဲမှာဖောက်ပြန်တဲ့ cancer cell လို့အဲ့ဒီမိန်းမဟာအဲ့ဒီယောက်ျားရဲ့အသွေးသားအစိတ်ပိုင်းတစ်စိတ်တစ်ပိုင်းအနေနဲ့အဲ့ဒီယောက်ျားနဲ့အသွေးသားအဖြစ်တသားတဲ့တကူတဲ့မပေါင်းဆက်မပေါင်းဖက်နိုင်ပါဘူးဒါဟာစစ်မှန်တဲ့လင်မယားမဟုတ်ဘူးလင်မယားအရာမမြောက်ပါဘူးဒီအတိုင်းမှာပဲဖယားနဲ့လူမှာလူကထာဝရဘုရားခင်ရဲ့အလိုတော်ကိုမနာခံဘူးကိုယ်အလိုတိုင်းလှုပ်ချင်အောင်လှုပ်ထင်အားဆိုင်သက်ရှင်မယ်
အုပ်ဆိုးတော်မူခြင်းကိုမဝန်ခံမှုမနာခံမှုဆန့်ကျင်ပုန်ကန်အပြစ်လုပ်မယ်ဒီလိုကိုအကျွမ်းမဲ့မပုံအပ်မအပ်နှံပဲဂန့်လန့်လုံနေရင်ဝိညာဉ်ထဲမှာဖောက်ပြန်တဲ့ cancer cell လို့လူဟာထာဝရဘုရားခင်ရဲ့ဝိညာဉ်တစ်စိတ်တစ်ပိုင်းအနေနဲ့ထာဝရဘုရားခင်နဲ့ဝိညာဉ်အားဖြင့်တသားတဲ့ကူတဲ့မဆက်သွယ်နိုင်ဘူးမိတ္တဟာယမပြုတ်နိုင်ဘူးဒါဟာစစ်မှန်တဲ့ဝတ်ပြုကိုးကွယ်မှုမဟုတ်ဘူးဝတ်ပြုကိုးကွယ်ခြင်းအထမမြောက်ပါဘူးဒီအတိုင်းပါပဲသခင်ရှုခရစ်တော်နဲ့အသင်းတော်မှာအသင်းတော်ကသခင်ရှုခရစ်တော်ရဲ့အလိုတော်ကိုမဝန်ခံဘူးလူတွေရဲ့အလိုတိုင်းလှုပ်ချင်အောင်လုပ်မယ်ထင်အောင်ဆိုင်မယ်အုပ်ဆိုးတော်မူခြင်းကိုလည်းမဝန်ခံဘူးမနာခံဘူးစန့်ကျင်ပုံကအပြစ်လုပ်မယ်ဒီလိုအကျွေးမဲ့မပုံအပ်မအပ်နှံပဲဂန့်လန့်လုံနေရင်အသားတော်အသွေးတော်အသက်တော်ထဲမှာဖောက်ပြန်တဲ့ cancer cell လို့အသင်းတော်လို့အမည်တက်ထားပေမဲ့ဥကောင်းဖြစ်တဲ့သခင်ရှုခရစ်တော်ရဲ့ကိုယ်ခန္ဓာတော်မဟုတ်ပါဘူးစစ်မှန်တဲ့အသင်းတော်မဟုတ်ပါဘူးဒီအတိုင်းမှာပဲယုံကြည်သူတယောက်ချင်းဟာလေသခင်ရှုခရစ်တော်ရဲ့ကိုယ်ခန္ဓာတော်ဖြစ်တဲ့အသင်းတော်ထဲမှာဆိုင်ရာအင်္ဂါအစိတ်အပိုင်းတစ်ခုချင်းအနေနဲ့ရှိနေရမယ့်နေရာမှာတကယ်တမ်းသခင်ရှုခရစ်တော်ရဲ့အလိုတော်ကိုမဝန်ခံဘူးကိုယ်အလိုတိုင်းလှုပ်ချင်လှုပ်ထင်ရဆိုင်အသက်ရှင်မယ်အုပ်ဆိုးတော်မူခြင်းကိုမဝန်ခံဘူးမနာခံဘူးစန့်ကျင်ပုံကအပြစ်လုပ်မယ်ဒီလိုကိုအကျွမ်းမဲ့မပုံအပ်မအပ်နှံပဲဂန့်လန့်လုံနေရင်အင်္ဂါအစိတ်အပိုင်းမှာဖောက်ပြန်တဲ့ cancer cell လို့သခင်ရှုခရစ်တော်ရဲ့ကိုယ်ခန္ဓာတော်ဖြစ်တဲ့အသင်းတော်ထဲပါဝင်လို့မရဘူးစစ်မှန်တဲ့ယုံကြည်သူမဟုတ်ပါဘူးအသင်းတော်တစ်ခုလုံးအနေနဲ့ယုံကြည်သူတယောက်ချင်းအနေနဲ့ရောသခင်ရှုခရစ်တော်ရဲ့အလိုတော်ကိုဆောင်အုပ်ဆိုးတော်မူခြင်းကိုဝန်ခံဒီလိုနဲ့လက်တော်ထဲအကျွေးမဲ့ပုံအပ်နှံမှသခင်ရှုခရစ်တော်နဲ့ဝိညာဉ်အားဖြင့်တသားတကူတည်းဆက်သွယ်မိတ္တာပြုနိုင်မယ်ဒီလိုနဲ့ခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်သုံးပါးတစုထာဝရဘုရားသခင်နဲ့ဝိညာဉ်အားဖြင့်တသားတကူတည်းဆက်သွယ်မိတ္တာပြုနိုင်မယ်ဒီလိုနဲ့စစ်မှန်တဲ့ဝတ်ပြုကိုးကွယ်ခြင်းဖြစ်ပါတယ်အသင်းတော်လို့ပြောတဲ့အခါဘာကိုဆိုလိုသလဲဆိုတာကျွန်တော်တို့အားလုံးသိထားကြပြီးသားဖြစ်မှာပါရှင်လုကာခရစ်ခန်းကြီး16အပိုင်းငယ်20နဲ့21မှာယေရှုကကောင်းငင်နိုင်ငံတော်သည်မျက်မြင်သောအရာ၌မတည်ဤအရာ၌ကြည်ပါထိုအရာ၌ကြည်ပါဟုပြောเสียအခွင့်မရှိအကြောင်းမူကားဘုရားသခင်၏နိုင်ငံတော်သည်သင်တို့၏အထက်၌ရှိသည်ဟုမိန့်တော်မူ၏ကောင်းငင်နိုင်ငံတော်ဘုရားသခင်ရဲ့နိုင်ငံတော်ဆိုတာယူပအရာမဟုတ်ဘူးဝိညာဉ်ပိုင်းဖြစ်တယ်လို့သခင်ရှုခရစ်တော်ရဲ့မိန့်တော်မူချက်ဖြစ်ပါတယ်ဒီမိန့်တော်မူချက်အတိုင်းအလားတူပါပဲအသင်းတော်ဆိုတာသခင်ရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့အရှိအနောက်တောင်မြောက်ကဘာအရရရှိသမျှယုံကြည်သူအားလုံးပါဝင်ပေါင်းဖွဲ့တည်ဆောက်ထားတာဖြစ်တဲ့အတွက်ယူပနေရဟိုမှာဒီမှာဘယ်နေရာမှာရှိတယ်လို့ပြောရခက်တဲ့ဝိညာဉ်ပိုင်းဖြစ်ပါတယ်လူချင်းဆွဲကပေါင်းဆက်နေတာလောက်နဲ့အသင်းတော်ဆိုတာဖြစ်မလာနိုင်ပါဘူးလူချင်းလောက်ပဲဆွဲကပေါင်းဆက်နေမယ်ဆိုရင်လူသဘာဝမလူလားအပ်တဲ့ပြဿနာတွေပဲပေါ်ပေါက်လာနိုင်ပါတယ်တကယ်တမ်းအသင်းတော်ဖြစ်တည်လာဖို့ဆိုတာယုံကြည်သူတယောက်ချင်းစီကသခင်ရှုခရစ်တော်နဲ့ဆွဲကပေါင်းဆက်နေဖို့ကအဓိကဖြစ်ပါတယ်အဲဒီတော့မှယူပဘယ်နေရာမှာပဲရှိနေအဲ့ဒီယုံကြည်သူတွေအားလုံးဟာသခင်ရှုခရစ်တော်အားဖြင့်ပေါင်းဆက်ဖွဲ့တည်လာပြီးအသင်းတော်ဆိုတာဖြစ်ပေါ်လာပါတယ်ဒီလိုနဲ့အသင်းတော်ဆိုတာယူပမဟုတ်ဘူးဝိညာဉ်ဖြစ်တယ်ဒါပေမဲ့ဒီယူပ
ဇီဝလောကထဲမှာဒီယူပဇီဝခန္ဓာတွေနဲ့ဒီဇီဝအသက်ရှင်နေကြရတဲ့ခဏဒီယူပဇီဝခန္ဓာတွေနဲ့ယူပနေရာတစ်ခုမှာအချင်းချင်းအတူစုယုံပြီးမိတ္တာပြုဝတ်ပြုကိုးကွယ်ကြရပါတယ်ဒီလိုနဲ့ယူပအသင်းတော်ဒေသန္တရအသင်းတော်တွေဆိုတာဟိုမှာတစ်ခုဒီမှာတစ်ခုပေါ်ပေါက်လာရပါတယ်အဲ့ဒီယူပအသင်းတော်ဒေသန္တရအသင်းတော်တစ်ခုစီမှာလေဝတ်ပြုကိုးကွယ်ခြင်းလို့ခေါ်ဆိုကြတဲ့အခါမှာခမည်းတော်သားတော်တန့်ရှင်းသောဝိညာဉ်တော်သုံးပါးတစုထာဝရဘုရားခင်ရဲ့အလိုတော်ကိုမဆောင်ဘူးအုပ်ဆိုးခြင်းကိုမဝန်ခံဘူးဒီလိုနဲ့လက်တော်ထဲအကျွေးမဲ့မပုံအပ်မအနှံဘူးဆိုရင်ယူပပိုင်းအပြင်အသွင်သဏ္ဍာန်ပိုင်းပဲဖြစ်တယ်လူတွေပဲစုယုံနေကြတဲ့သမယိုးကြလုံနေကြအတိုင်းလုံနေတဲ့လူတွေစီရင်တဲ့ထုံနှန်းစင်လာပဲဖြစ်တယ်လူတွေပဲတချမ်းပဲရှိနေတယ်အလိုတော်ကိုမဆောင်အုပ်ဆိုးခြင်းကိုမဝန်ခံအကျွေးမဲ့မပုံအပ်မအနှံရင်သုံးပါးတစုထာဝရဘုရားခင်နဲ့ဝိညာဉ်အားဖြင့်တသားတဲ့တကူတည်းမဆက်သွယ်နိုင်ဘူးမိတ္တဟာမပြုတ်နိုင်ဘူးဖယားဘက်ကမပါဘူးမပြည့်စုံဘူးဝိညာဉ်မပါဘူးအနှစ်သာရမရှိဘူးအတိတ်ပဲမရှိဘူးအသက်မပါဘူးယူပဝတ်ပြုကိုးကွယ်ခြင်းဖြစ်တယ်စစ်မှန်တဲ့ဝတ်ပြုကိုးကွယ်ခြင်းမဟုတ်ဘူးဝတ်ပြုကိုးကွယ်ခြင်းအထမမြောက်ပါဘူးဝတ်ပြုကိုးကွယ်ခြင်းဆိုတာနာဝိညာဉ်ဖြစ်တော်မူတဲ့ထာဝရဘုရားခင်နဲ့ထာဝရဘုရားခင်ရဲ့ဝိညာဉ်တစ်စိတ်တစ်ပိုင်းဖြစ်တဲ့လူဝိညာဉ်အားဖြင့်တသားတကူတဲ့ဆက်သွယ်မိတ္တာပြုတဲ့ပြည့်စုံခြင်းဖြစ်တယ်ဆိုတာကိုအမြဲသတိရနေဖို့လိုအပ်ပါလိမ့်မယ်ဥပမာချီးမွမ်းကိုးကွယ်ခြင်းဆိုပါစို့လူတွေအများကြီးနဲ့ကျွန်တော်တို့အကြိမ်ကြိမ်တွေ့ဘူးကြပါတယ်တခြင်းတွေဆိုကြမယ်လူအတန်နဲ့လူအစွမ်းနဲ့အတန်ကောင်းတယ်မကောင်းဘူးအတန်မှန်တယ်မမှန်ဘူးဆိုတတ်တယ်မဆိုတတ်ဘူးဆိုတာတွေတီးခတ်ကြတယ်ဒုရိယာတွေနဲ့ဂီတပညာနဲ့အတန်လှိုင်းနဲ့တီးတတ်တယ်မတီးတတ်ဘူးကျွမ်းကျင်တယ်မကျွမ်းကျင်ဘူး electric guitar organ drum နဲ့မဖြစ်ရဘူး piano နဲ့တရောပဲဖြစ်ရမယ် rock guitar အမျိုးအစားဆိုရင်လက်မခံဘူး classical ပဲဖြစ်ရမယ် country အဆင့်တိအလွန်ဆုံးပဲရမယ် keyboard ဓမ္မတီးဆိုရင်လက်မခံဘူး hymn နဲ့ choir ပဲဖြစ်ရမယ်ဆိုတာမျိုးတွေတခါတလေမှာလူစိတ်ခံစားချက်တွေပါလာမယ်တက်ကြွမယ်အော်ဟစ်မယ်ပောက်ကွဲမယ်ရင်တိုးလှုပ်ရှားမယ်ကောင်းငင်စီကိုလက်တွေမြောက်ခေါင်းကိုမော့မျက်စိကိုမှိတ်မျက်ရည်တွေတောင်စီးကြပြီးအကျေနပ်ကြီးအားရကြည်နပ်နေကြမယ်ဒါပေမဲ့ဒါတွေအကုန်လုံးဟာလူတွေဘက်အပိုင်းပဲလူကကိုယ်ဘာသာကိုခံစားကိုယ်ဘာသာကိုသတ်မှတ်ကိုယ်ဘာသာကိုတိုင်းတာကိုယ်ဘာသာကိုကြည်နပ်အားရနေကြတာတကယ်တမ်းအလိုတော်ကိုမဆောင်အုပ်ဆိုးခြင်းကိုမဝန်ခံထာဝရဘုရားခင်ရဲ့လက်တော်တဲ့အကျွင်းမဲ့ပုံအနန္တာမပါရင်ထာဝရဘုရားခင်နဲ့ဝိညာဉ်အားဖြင့်တသားတဲ့တကူတည်းမဆက်သွယ်နိုင်ဘူးမိတ္တဟာမဖွဲ့နိုင်ဘူးထာဝရဘုရားခင်ဘက်ကမပါဘူးမပြည့်စုံဘူးလူတွေအားထုတ်သမျှထာဝရဘုရားခင်စီကိုမရောက်နိုင်ပါဘူးအလဟတ်တပါပဲဒီအတိုင်းပါပဲအချိန်တန်ရင်စီးဝေးကြတယ်ဆုတောင်းကြတယ်တက်တည်ခံကြတယ်နှုတ်ကပတ်တော်ဖွင့်ပြဝေငှတုံသင်ကြတယ်အစာရှောင်ကြတယ်နေ့ရက်ကိုစောင့်ကြတယ်ဆိုတာတွေဟာလေအချင်းချင်းယူပဇီဝခန္ဓာနဲ့မိတ္တဟာယဖွဲ့ရင်လှုပ်တဲ့လှုပ်ထိုက်တဲ့အင်မတန်ကောင်းမြတ်တဲ့ဓမ္မဝတ်အမှုတွေဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီလိုလှုပ်ဆောင်တဲ့အခါမှာယူပပိုင်းအပြင်အသွင်သဏ္ဍာန်ပိုင်းသဏ္ဍာန်တူဖို့တဲ့ယုံကြည်သူတယောက်ချင်းအနေနဲ့ရောအသင်းတော်တစ်ခုလုံးအနေနဲ့ရောသုံးပါးတစုထာဝရဘုရားခင်ရဲ့အလိုတော်ကိုဆောင်အုပ်ဆိုးခြင်းကိုဝန်ခံလက်တော်တဲ့အကျွင်းမဲ့ပုံအနံ့ချင်းကသာပို့ပြီးတော့အဓိကအရေးကြီးပါတယ်ဝတ်ပြုကိုးကွယ်ခြင်းဆိုတာလူဘက်ကိုကြည့်လူအတွက်အဓိကဦးတည်လူတွေကြည်နဲ့အားရဖို့ဆိုတာတွေတဲ့ထာဝရဘုရားခင်ကို
လှမ်းမြော်ဖူးပြနိုင်ဖို့ထာဝရဘုရားခင်ကိုအဓိကဥထိတ်ထားဖို့ထာဝရဘုရားခင်ကြည်နပ်အားရတော်မူဖို့ကအဓိကကိုအကျွင်းမဲ့ပူဇော်ဆက်ကအကျွင်းမဲ့ပုံအနှံ့ရမှာဖြစ်တယ်ဒီလိုပြောတဲ့အခါမှာဓမ္မပွဲတွေစုယုံကိုးကွယ်မှုတွေပြုမြဲထုံနှန်းစင်လာတွေကိုမလုပ်ရဘူးလှုပ်เสียမလို့ဆန့်ကျင်ဖယ်ရှားပြရမယ်လို့ပြောနေတာမဟုတ်ပါဘူးအဲ့ဓာတွေကိုလှုပ်တဲ့အခါဘာကိုပဲလှုပ်သုံးပါးတစုထာဝရဘုရားခင်ရဲ့အလိုတော်ကိုမဆောင်ဘူးအုပ်ဆိုးခြင်းကိုမဝန်ခံဘူးထာဝရဘုရားခင်ရဲ့လက်တော်တဲ့အကျွင်းမဲ့ပုံအနန္နာမပါဘူးဆိုရင်တပိုင်းလက်နေတယ်လွတ်ဟာနေတယ်လူဘက်ကလှုပ်တာပဲဖြစ်တယ်ဘုရားဘက်ကမပါဘူးမပြည့်စုံတဲ့အတွက်အထမမြောက်ဘူးအပြစ်တောင်ဖြစ်စေနိုင်တယ်လို့ဆိုလိုတာဖြစ်ပါတယ်ဣသရေလရှင်ဘုရင်ရှောလူတောင်းမှမဆောင်ဆိုင်နိုင်ခဲ့လို့ထာဝရဘုရားခင်ကိုရစ်ပူဆိုခဲ့တဲ့အခါလူဖြစ်တဲ့ပရောဖက်ရှမွေလမပါလို့အပြစ်ဖြစ်ခဲ့ရတယ်ထာဝရဘုရားခင်ကိုဝတ်ပြုကိုးကွယ်တယ်ဆိုပြီးထာဝရဘုရားခင်ကိုယ်တော်တိုင်မပါရင်ဘယ်သူကိုဝတ်ပြုကိုးကွယ်နေတာလဲပို့ပြီးအပြစ်ကြီးပါတယ်ဒါကြောင့်လဲဓမ္မဟောင်းကာလအနာဂတ်ကျမ်းတွေမှာပြန်ကြည့်လိုက်ရင်ဗိမာန်တော်ထဲမှာယူဒလူဣသရေလလူဒီလူတွေကချင်းချက်သတ်မှတ်တဲ့အတိုင်းဓမ္မပွဲတွေအတိအကျအူးသီးတဲ့အသီးအနှံတွေအူးဖွားတဲ့တရိษံတွေအပြစ်အနာစာကင်းတဲ့ရစ်ပူဇော်စကားတွေနဲ့စောင့်ခဲ့လိုက်ကြရတဲ့ဥပုံနဲ့လာဆန်းနဲ့အဖိတ်နဲ့တွေနဲ့ကျင်းလိုက်ကြရတဲ့ချိုးချံစွာကျင့်ခြင်းအစာရှောင်ခြင်းတွေဘာသာရေးထုံနှန်းစင်လာတွေနဲ့လူတွေဘက်ကတော့အပြည့်အဝကိုကြည်နဲ့အားရနေကြပြီမဲ့တကယ်တမ်းသူတို့ရဲ့အတွင်းထဲမှာတော့ထာဝရဘုရားခင်အလိုတော်ကိုမဆောင်ကိုအလိုအတိုင်းလှုပ်ချင်အောင်လှုပ်ထင်ရှားဆိုင်အသက်ရှင်ခဲ့ကြတာတွေထာဝရဘုရားခင်ရဲ့အုပ်ဆိုးခြင်းကိုမဝန်ခံဆန့်ကျင်ပုန်ကန်အပြစ်ဒုစရိုက်နဲ့အာဓမအမှုတွေကိုလုပ်ခဲ့ကြတာတွေဒီလိုကိုအကျွမ်းမဲ့မပုံမအနှံ့ခဲ့ကြလို့ထာဝရဘုရားခင်ကဗိမာန်တော်တဲ့အထက်အထိပရောဖက်တွေကိုအကျဉ်းချင်းထပ်ထပ်စီလို့တတိပီချင်းချောက်ဆုံးမတုံတင်တော်မူချက်ပရောဖက်စကားတွေကိုတွေ့မြင်ရပါတယ်ငါတတိုင်းကိုကြော်နေတဲ့အခါအဲ့ဒီပူဇော်စကားတွေအဲ့ဒီဝတ်တွေကိုဘယ်သူကတောင်းလို့လဲရစ်ပူဇော်ခြင်းအကျင့်တဲ့တနာချင်းကြီးမှာအကျင့်ဖြောင့်မစွာကျင့်ခြင်းတရားသဖြင့်စီရင်ခြင်းစကားတော်ကိုနားထောင်ခြင်းအကျင့်ကိုနှစ်သက်တော်မူတယ်အလိုတော်မဆောင်အုပ်ဆိုးခြင်းမဝန်ကအကျွေးမဲ့မပုံမအနှံ့ရင်လူတွေစောင့်တဲ့ဥပုံတွေလဆန်းတွေအပိတ်နေတွေလူတွေကျင့်တဲ့ချိုးချံစွာကျင့်ခြင်းအစာရှောင်ခြင်းဆိုတာတွေကိုယွန်ရှာတော်မူတယ်လို့ထာဝရဘုရားခင်ကမိန့်တော်မူခဲ့ပါတယ်ဓမ္မသစ်ကာလပဲသခင်ယေရှုခရစ်တော်အချိန်မှာလေယေရုရှလင်မြို့ဗိမာန်တော်ထဲအထိသခင်ယေရှုခရစ်တော်ကိုယ်တော်တိုင်ကြိုးသေးတွေနဲ့လက်ရိုက်ဇပွဲကုံထိုင်ကုံတွေကိုတွန်းလှန်မှောက်လဲဗိမာန်တော်ထဲရောင်းဝယ်တဲ့သူတွေငွေလဲလှယ်တဲ့သူတွေကိုမောင်းထုတ်ပစ်တော်မူခဲ့တာတွေမကဝတ်ပြုကိုးကွယ်ခြင်းနဲ့ဆိုင်တဲ့ဘာသာရေးကောင်းဆောင်တွေဖြစ်ကြတဲ့ယစ်ဘရဟိတ်ကျမ်းပြုဆရာနဲ့ပါရိရှဲတွေကိုလည်းလျှို့ဝဲတဲ့သူတွေမွေဆိုးအမျိုးတွေလူကန်းကိုလမ်းပြတဲ့လူကန်းတွေအဖြူရောင်တုတ်ထားတဲ့သင်္ချိုင်းတွေနဲ့ပရောဖက်တွေကိုတတ်တဲ့လူသက်သမားမျိုးရိုးတွေလို့အမိတက်ခေါ်သူတို့ရဲ့အတွင်းထဲမှာအမှန်တကယ်တော့ထာဝရဘုရားခင်ရဲ့အလိုတော်ကိုမဆောင်အုပ်ဆိုးတော်မူခြင်းကိုမဝန်ခံကိုအကျွမ်းမဲ့မပုံမအနှံ့နိုင်တာတွေကိုထုတ်ဖော်ဖွင့်ပြရင်အပြင်းထန်ရှုတ်ချသတိပေးဆုံးမသွန်သင်တော်မူခဲ့တာတွေကိုတွေ့မြင်ရပါတယ်လူအချင်းချင်းယုံသိကိုယ့်ဘာသာကိုကြည်နပ်အားရနေခဲ့ကြပြီမဲ့ထာဝရဘုရားခင်ကိုအကျွမ်းမဲ့ပုံအနှံ့တာမပါရင်အဲ့ဒီဝတ်ပြုကိုးကွယ်ခြင်းကစစ်မှန်တဲ့ဝတ်ပြုကိုးကွယ်ခြင်းမဟုတ်ပါဘူးဒါတွေကအရင်ယူဒလူတွေဣသရေလလူတွေနဲ့သူတို့ရဲ့ဗိမာန်တော်သူ
သူတို့ရဲ့ဝတ်ပြုကိုးကွယ်မှုတွေကိုရည်ညွှန်းမိန့်တော်မူခဲ့တာပါဒီကနေ့သခင်ရှုခရစ်တော်ကိုယုံကြည်လက်ခံထားပြီးသားယုံကြည်သူတွေနဲ့ဒီကနေ့ယူပဒေသန္တရအသင်းတော်တွေကိုရည်ညွှန်းတာမဟုတ်ပါဘူးလို့တချို့ကစင်ကြီးပြီးစောဒကတက်ချင်ကြတယ်ဒါပေမဲ့ယူဒလူဣသရေလလူတွေဆိုတာသူတို့ရဲ့အဘအာဗြဟံကလေးကစပြီးထာဝရဘုရားခင်ကိုတော်တိုင်ဓာတ်ရိုက်ရွေးကောက်တော်မူခဲ့တဲ့အမွေတော်လူမျိုးထာဝရဘုရားခင်ကိုတော်တိုင်ဓာတ်ရိုက်စိုက်တော်မူခဲ့တဲ့အပင်ရင်းဖြစ်တယ်တပါးမျိုးသားဖြစ်တဲ့ကျွန်တော်တို့ကတော့ယုံကြည်ခြင်းရဲ့အဘအာဗြဟံရဲ့သားသမီးတွေလို့အခေါ်ခံထိုက်အောင်သခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံခဲ့ကြလို့သခင်ယေရှုခရစ်တော်အားဖြင့်အဲ့ဒီအပင်ရင်းမှာဆက်စိုက်ပေးထားတော်မူလို့အသက်ရှင်ခွင့်ရလာတဲ့အကိုင်းဆက်တွေဖြစ်တယ်ဆိုတာကိုတတိယဖို့လိုပါလိမ့်မယ်အဖေကအကူကြီးကိုတုံတင်ဆုံးမနေတဲ့စကားကိုညီငယ်ကမဆိုင်ပါဘူးဂယုစိုက်စရာအရေးထားနားထောင်စရာမလိုပါဘူးလို့ပြောလို့မရပါဘူးဒါကြောင့်သခင်ရှုခရစ်တော်ကိုယုံကြည်သူတယောက်ချင်းဟာလေလောကအသက်တာတဲ့သွာလာပြုမှုပြောဆိုလုပ်ကင်ကြံစီနေထိုင်သမျှအရာရာတိုင်းမှာသခင်ရှုခရစ်တော်ရဲ့အလိုတော်ကိုဆောင်နိုင်ဖို့အလိုတော်နဲ့ညီမညီအမြဲစစ်ဆေးနိုင်မယ်သခင်ရှုခရစ်တော်ရဲ့အုပ်ဆိုးတော်မူခြင်းကိုဝန်ခံနိုင်ဖို့အုပ်ဆိုးတော်မူခြင်းအောက်ပါရှိနေသလားအမှောင်တဲ့လမ်းကျော်မှားရင်လမ်းလွဲထွက်သွားနေသလားအမြဲစစ်ဆေးနေမယ်ဒီလိုနဲ့သခင်ယေရှုခရစ်တော်ရဲ့လက်တော်ထဲကိုယ့်ကိုအကျွေးမဲ့ပုံအနှံထားကြမယ်ဆိုရင်ဘယ်အချိန်ဘယ်နေရာဘာပဲလုပ်သမျှတိုင်းဟာသခင်ယေရှုခရစ်တော်နဲ့ဝိညာဉ်အားဖြင့်ဆက်သွယ်မိသားအရာဖွဲ့နေမယ်ဒီလိုနဲ့ခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်သုံးပါးတစုထာဝရဘုရားခင်နဲ့လည်းဝိညာဉ်အားဖြင့်ဆက်သွယ်မိသားအရာဖွဲ့နေမယ်ဒီလိုနဲ့စစ်မှန်တဲ့ဝတ်ပြုကိုးကွယ်ခြင်းဖြစ်နေပါတယ်ဒါဟာယုံကြည်သူတယောက်ချင်းစီအတွက်အသက်တာနေ့ရက်နာရီမိနစ်စက္ကန့်အချိန်တိုင်းမှာယူပဘယ်နေရာမှာပဲရှိနေဘာပဲလုပ်နေမပြတ်စစ်မှန်တဲ့ဝတ်ပြုကိုးကွယ်ခြင်းဖြစ်ပါတယ်အဲ့ဒီယုံကြည်သူဟာလေရှင်ယောဟန်ခရစ်ခန်းကြီး15အပိုက်ငယ်4နဲ့အညီသခင်ယေရှုခရစ်တော်နဲ့ဝိညာဉ်အားဖြင့်အမြဲဆက်တည်နေတဲ့စပည့်ခဲ့လို့ဂလာတိဩဝါဒစာအခန်းကြီး2အပိုက်ငယ်20နဲ့အညီသခင်ယေရှုခရစ်တော်နဲ့အတူလက်ဝါးကားတိုင်းမှာဇာတိတည်ခဲ့ပြီးလို့သခင်ယေရှုခရစ်တော်အားဖြင့်အမြဲဝိညာဉ်အသက်ရှင်သန်နေတဲ့သူဖိလိပ္ပုဩဝါဒစာအခန်းကြီး4အပိုက်ငယ်73နဲ့အညီခတ်သိမ်းသောအမှုကိုတက်ဆွမ်းနိုင်တဲ့ခွန်အားအစွမ်းကိုသခင်ယေရှုခရစ်တော်စီကနေအမြဲရယူနေတဲ့သူကိုရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး9အပိုက်ငယ်19နဲ့အညီသခင်ယေရှုခရစ်တော်အားဖြင့်အမြဲအသစ်ပြုပြင်ပြောင်းလဲနေတဲ့ဝိညာဉ်အညွတ်သစ်အမြဲရှင်သန်ထွက်နေတဲ့တတဝါသစ်ဖြစ်ပါတယ်ဒါပေမဲ့လင်နဲ့မယားထာဝရဘုရားခင်နဲ့လူသခင်ယေရှုခရစ်တော်နဲ့အသင်းတော်သခင်ယေရှုခရစ်တော်နဲ့ယုံကြည်သူတယောက်ချင်းအဲ့ဒီဆက်နွယ်ချက်တွေအားလုံးမှာအင်မတန်အဓိကကျအရေးကြီးတဲ့အကျွင်းမဲ့ပုံအနှံခြင်း absolute submission ဆိုတာကိုတကယ်တမ်းလက်မခံနိုင်မခံယူနိုင်ဆန့်ကျင်ဖယ်ရှားပစ်ချင်လာတဲ့အယူအဆအတွေးခေါ်တွေကိုဒီကနေ့အချိန်မှာတိုးပြီးတွေ့မြင်လာရတာကဝမ်းနည်းစရာပဲဖြစ်ပါတယ်ယုံကြည်သူတယောက်ချင်းစီအနေနဲ့ရောယူပဒေသန္တရအသင်းတော်တွေမှာရောအဲ့ဒီလိုဆန့်ကျင်ပုံကံနဲ့အယူအဆအတွေးခေါ်မျိုးတွေကတစ်ချိန်တစ်ခါထိုးဝင်လာခဲ့ပူပါသလား
ဒါဆိုရင်တော့အဲ့ဒီယုံကြည်သူတယောက်ချင်းအနေနဲ့ရောအဲ့ဒီယူပဒေသန္တရအသင်းတော်တစ်ခုလုံးအနေနဲ့ရောဝတ်ပြုကိုးကွယ်ခြင်းလို့ခေါ်ဆိုနေကြတာကစစ်မှန်တဲ့ဝတ်ပြုကိုးကွယ်ခြင်းမဖြစ်နိုင်တော့ပါဘူးဒါကြောင့်အင်မတန်အရေးကြီးတဲ့ကိုစစ်ကြောစရာတွေရှိနေတဲ့အကြောင်းနဲ့အတူအသက်တာကိုထာဝရဘုရားခင်ရဲ့လက်တော်တဲ့အကျွမ်းမဲ့ပုံအနှံခဲ့ကြတဲ့စံနမူနာယူထိုက်တဲ့ဝိညာဉ်ပိုင်းအောင်မြင်တဲ့ပုဂ္ဂိုလ်တို့အကြောင်းကိုလည်းဆက်ပြီးဆင်ញင်ခွန်အားယူပြီးပါမှဒီနှုတ်ကပတ်တော်ဝေမျှချက်ကိုဏိဂုံးချုပ်နိုင်မှာဖြစ်ပါတယ်ဒါပေမဲ့အချိန်အကန့်အသတ်ကြောင့်နောက်တစ်ချိန်အခွင့်ရမှာပဲကျွန်တော်ဆက်ဝေမျှပြီးသွားပါမယ်အသက်တာကိုထာဝရဘုရားခင်ရဲ့လက်တော်တဲ့အကျွမ်းမဲ့ပုံအနှံရင်ဝိညာဉ်အသက်တာမှာရှင်သန်အောင်မြင်တဲ့သူတွေစစ်မှန်တဲ့ဝတ်ပြုကိုးကွယ်ခြင်းကိုအမြဲပြုနိုင်တဲ့သူတွေဖြစ်ကြရအောင်လို့ခွန်အားပေးရင်ဒီကနေ့ဝေမျှချက်ကိုဏိဂုံးချုပ်ချင်ပါတယ်ထာဝရဘုရားခင်စီကကြွယ်ဝတဲ့ဝိညာဉ်စုကျေးဇူးကောင်းကြီးမင်္ဂလာကိုအားလုံးခံယူရရှိနိုင်ကြပါစေအာမင်